အားလုံးမင်္ဂလာပါရွှေဟင်းလင်းပိုင်း Ella page မှာကြိုဆိုလိုက်ပါတယ်အခုကကျွန်မ Zori sign လေးတွေအတွက် April လအတွက် January reading လေးဖတ်ပေးချင်ပါတယ်ဆိုတဲ့အခါကျတော့အခုပထမတော့ Zori sign တစ်ခုချင်းစီအတွက်ကို hall လေးဖတ်ပေးမလို့စိတ်ကူးတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်မအလောက်ကြီး12ခုစုံစာအတွက်ကိုစကားအများကြီးပြောနိုင်မှာမထင်လို့ပေါ့နော်ဆိုတော့အခါကျတော့ကျွန်မelementတော့အုပ်စုချင်းစီလိုက်ကို Holly လုပ်ပေးချင်ပါတယ်အခု Holly ကတော့ Aries Leo Sagittarius ကလေးတွေ April လအတွက်ကလေးကြည့်ရအောင်ပါအဲ့တော့အခါကျတော့ဒီ fire energy လေးတွေ general energy လို့ကြည့်တဲ့အခါကျရင်တော့ fire energy လေးတွေဖြစ်တဲ့အတိုင်းthe empower ကလေးကြပါတယ် energy မှာဆိုရင်ဒီ April လလေးမှာ fire energy တွေအတိုင်း Aries Leo Sagittarius တွေကfinance energy အတိုင်းကိုယ့်ရဲ့ energy အတိုင်းပေါ့နော် energy နဲ့ align မိစွာနဲ့လောက်ကိုင်နေရမယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ် motivation တွေတွေ့ရတယ် creation တွေလည်းတွေ့ရတယ်ဥဆောင်ရွက်မှုတွေကိုလည်းမြင်နေရပါတယ်တဲ့အဲ့တော့ Aries လေးတွေကြည့်ရအောင် Aries လေးတွေရဲ့ဒီ April လအတွက် generally ပေါ့နော် generally လို့ပြောရင်အထွေထွေလုပ်ငန်းလေးစောင့်တာလေးနဲ့ပတ်သက်ပြီး Aries လေးတွေမှာဒွိဟာလေးဖြစ်နေမယ့်အရာလေးတွေကြုံတွေ့နေရတာမျိုးလေးဖြစ်တတ်ပါတယ်ဥပမာဆိုရင်ဆုံးဖြတ်ချက်ချရမယ့်အရာလေးနဲ့ပတ်သက်ပြီးတော့မှနှစ်ခုပေါ်တာအခွင့်အရေးတွေနှစ်ခုပေါ်တာလောက်ရမယ့်ကိစ္စရဲ့ဆောင်ရွက်တာလေးတွေနှစ်ခုပေါ်တာမျိုးလေးဖြစ်တတ်တယ်လို့တခါလေအဲ့နှစ်ခုကို true decision ပေါ့နော် decision ချတဲ့အခါမျိုးလေးမှာလည်းဆုံးဖြတ်ရခက်တဲ့အခြေအနေလေးနဲ့ပတ်သက်ပြီးတော့မှကြုံတွေ့နိုင်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်တော့ Aries လေးတွေဒီ April လလေးကအခြေအနေမြစ်တာရေးအိမ်အောင်ရေးမှာတကယ်ကိုစပြိုးလို့ကောင်းတဲ့လှလို့လည်းပြောသလိုကံကောင်းမှုလှလို့လည်းပြောလို့ရပါတယ်ပြီးခဲ့တဲ့ကာလမှာဆင်ပြေခဲ့တာမျိုးရှိတယ်ဆိုရင် Aries အနေနဲ့ဒီ April လလေးကမိမိတို့ရဲ့မွေးလလည်းဖြစ်သလိုမွေးလစီစဉ်လာလည်းဖြစ်သလိုအခြေရေးမြစ်တာရေးအိမ်အောင်ရေးနဲ့လူမှုပေါင်းသစ်ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့မှကံကောင်းနေမယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရပါတယ်နောက်တစ်ခုကကျတော့အခွင့်အလမ်းတွေပေါ်မယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရတယ်အခွင့်အရေးတွေလည်းမြင်ရပါတယ်အခြေရေးမြစ်တာရေးနဲ့ပတ်သက်ပြီးတော့မှနောက်တစ်ခုကကျတော့ငွေရေးကြေးအလောက်ကိုင်ပေါ့နော်ဆိုတော့ငွေကြေးနဲ့ပတ်သက်တာပဲငွေကြေးနဲ့ပတ်သက်တာပေါ့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှတော့ပြင်ပန်းတလောက်ဝင်ငွေရမယ်လို့ပြောလို့ရတယ်မိမိတို့လှုပ်တလောက်ဒီ April လမှာကိုစိတ်ရောလူပါအားစိုက်ထုတ်တလောက်ကိုရဲ့ဝင်ငွေရအခုအကျိုးခံစား권နေရမယ်အဲ့တော့ Aries ဒီကာလာလေးမှာနိုင်ငံရဲ့ခြားနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာလေးမှာတာဝန်ယူရတဲ့ကိစ္စရက်ကလေးရှိတယ်တာဝန်ယူရမယ့်ကိစ္စရက်ကလေးရှိတယ်တာဝန်ပြီးသလိုတာဝန်တည်သလိုတာဝန်တွေလည်းပြီးလာပါမယ်အလုပ်ဆောင်တာနဲ့ပတ်သက်ပြီးပေါ့နော်ငွေရေးကြေးနဲ့ပတ်သက်ပြီးဒါပေမဲ့လည်းတာဝန်တည်လို့တာဝန်ပြီးသလိုကိုယ့်အတွက်ဒီငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မှလည်းအခွင့်အလမ်းတွေပို့ပြီးတော့မှရှိလာမယ်ပိုကောင်းတဲ့ငွေရေးကြေးတိုးတက်မှုတွေလည်းရှိနိုင်တယ်အဲ့တော့ Aries အနေနဲ့ကဒီ April လမှာနိုင်ငံရဲ့ခြားနဲ့ပတ်သက်တဲ့ကိစ္စရက်ကလေးတွေအထူးကြိုးပေးပါတယ်အဲ့တော့နောက်တစ်ခုကအလုတ်ကိုင်းမှာတော့မိမိတို့စီစဉ်ထားသလိုမျိုးဒီ Aries အနေနဲ့ကိုယ့်ရဲ့မွေးနေ့စီစဉ်ကနေစလို့လုပ်ငန်းကိုင်ငန်းလေးနဲ့ပတ်သက်ပြီးတော့မှဒီဇိုင်းမဲ့လုပ်တော့မယ်ဆိုတဲ့ဟာမျိုးလေးကိုစီစဉ်ထားတယ်အရင်ကစီစဉ်ခဲ့တဲ့အရာလေးလည်းရှိလိမ့်မယ်အဲ့တော့ကိုယ့်အနေနဲ့လုပ်ဖို့ဆောင်တာကိစ္စရက်ကလေးနဲ့ပတ်သက်ပြီးတော့မှဒီဇိုင်းမဲ့ကြိုးပမ်းခဲ့တဲ့အရာစီစဉ်ထားတဲ့အရာလေးတွေကလုပ်တိုင်းဖြစ်မြောက်မယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်အဲ့တော့ငွေရေးကြေးနဲ့အလုပ်ကလေးကလုပ်တဲ့ကိုင်တဲ့အတိုင်းဖြစ်မြောက်လာမယ်အဆင်ပြေလာမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ကိုယ့်ရဲ့ well power ကိုအသုံးချနိုင်တယ်လို့ခွန်နိုင်အားအသုံးချနိုင်တယ်လို့မျိုးပို့ပြီးတော့မှကောင်းမွန်မယ်နောက်တစ်ခုကကျတော့ guidance message လေးအနေနဲ့ကတော့ Aries အနေနဲ့ကဘာလေးလုပ်ရမလဲဆိုတော့ခါကျတော့ Aries ဆိုတဲ့ energy တိုင်းတကယ်ကိုမျိုးစေ့ချရမယ့်ကိစ္စရက်ကလေးရှိတယ်လုပ်ငန်းဆောင်တာဖြစ်ဖြစ်အခြေရေးမြစ်တာရေးလုပ်ငန်းဆောင်တာဒီတလားလေးမှာမျိုးစေ့ချနိုင်တယ်လို့အဲ့ကြလာတဲ့မျိုးစေ့ကနေတဆင်အကျိုးခံစား권တွေရှိပါမယ်အဲ့တော့ Leo လေးတွေကြည့်ရအောင်ပါ Leo လေးတွေအနေနဲ့ကတော့ general reading အနေနဲ့ Leo လေးတွေအနေနဲ့ဘာလေးအခြေအနေလေးဖြစ်နေလဲဆိုတော့မိမိအနေနဲ့ဆုံးသက်ရမယ့်ကိစ္စရက်ကလေးတွေလုပ်ငန်းဆောင်တာလေးတွေလူမှုပေါင်းသစ်ဆက်ဆံမပြီးပြတ်သေးတဲ့ကိစ္စရက်ကလေးတွေရှိနေတယ်ဆိုရင်ဒီလအိုင်းမှာအပြီးသက်လုပ်ရမယ့်ကိစ္စလေးတွေမြင်ပါတယ်လှုပ်ဖို့အသေးကြတယ်စဉ်းစားထားတယ်ဆိုရင်လည်းအပြီးသက်ဖြတ်ပြီးတော့မှကိုယ့်အတွက်အသစ်တစ်ခုကိုရှောက်လန်းတာပိုကောင်းပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ကိုယ်မှနောက်ထပ်ခေါ်လေးတစ်ခုရနေရဆိုရင်တောင်မှလည်းမပြည့်ပြတ်သေးတဲ့အလုပ်ကြောင့်မို့ကိုယ့်အတွက်ကိုနှောင့်နှေးတဲ့ပုံစံမျိုးလေးဖြစ်တတ်စေပါတယ်အခြေရင်းမြစ်တာရေးအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့မှဒီ April လလေးမှာအထူးတတိထားရမယ့်ကာလလေးလို့လည်းပြောလို့ရပါတယ်အဲ့တော့မိမိအနေနဲ့ Leo တွေကဒီ April လမှာခြေမြစ်တာအိမ်အောင်နဲ့ပတ်သက်ပြီးတော့မှ
ပေါင်းဒီပြောဆိုဆက်ဆံရေးကိစ္စလေးအစင်မပြေဖြစ်တာမျိုးလေးတွေကတောက်ကစားဖြစ်တာမျိုးလေးတွေနားလည်မှုလွဲတာမျိုးလေးတွေကြုံရတတ်ပါတယ်ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မှမိမိတို့အနေနဲ့လုပ်ငန်းဆောင်တာအသစ်ကလေးလုပ်ဖို့စိတ်ကူးနေတယ် plan နေတယ်ဆိုရင်ဒါကောင်းပါတယ်အဲ့တော့အခုချိန်က is a good time to explore new experience new area ပေါ့နော်လုပ်ငန်းတစ်လုပ်ချင်တယ်လုပ်ငန်းဆောင်တိုင်းနဲ့ပတ်သက်ပြီးတော့မှလုပ်မယ်ဆိုရင်အဲ့ဒါမျိုးနဲ့စဉ်းစားထားတဲ့အရာလေးဆိုငွေရေးကြေးရေးလေးတွေငွေရှာဖို့စဉ်းစားထားရဆိုရင် is good time စဉ်းစားနေတယ်ဆိုရင် plan ချလိုက်ပါတကယ်လှုပ်ဆောင်လိုက်ပါပေါ့နော်အဲ့ဒါအရေးကြီးပါတယ်တဲ့နောက်တစ်ခုကကျတော့အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့မှတော့okay အလုပ်လေးတွေများနေမယ်ဒီလလေးကနေစပြီးတော့မှအလုပ်ကလေးကို set ချနိုင်မယ်ခဏပြောတဲ့ကိုဒီအလုပ်တစ်လုပ်ငန်းတစ်လေးအတစ်ကို set ချလိုက်မယ်ဆိုရင်တော့ပိုကောင်းတဲ့ long term တစ်ခုအနေနဲ့တွားရမယ်မြင်းနေရတဲ့ကိစ္စရက်တွေမြင်ရတယ်အဲ့တော့ကို့မှာ idea ကောင်းတွေလည်းရှိတယ်လုပ်ငန်းတစ်ကိုလည်းရှောက်မယ်တချို့ကတော့အလုပ်ကိုင်ပြောင်းကျင်တာတချို့ကျတော့လည်းနေမြေတစ်ကိုတွားကျင်တာဒါမျိုးလေးဆို is good ကောင်းတယ်အလုပ်ကိစ္စနဲ့ပတ်သက်တဲ့အရာမျိုးလေးစဉ်းစားလိုက်မယ်ဆိုရင်တော့ဒါကောင်းမွန်တဲ့ energy ကိုတွေ့ရတယ် long term အနေနဲ့ဟိုပါကို့အနေနဲ့ရှိနေမယ်လို့ပြောလို့ရပါတယ်တဲ့အဲ့တော့ guidance message အနေနဲ့ကတော့ဗာလေးကြာလဲဆိုတဲ့အခါကျရင်guidance message လေးနေနဲ့ okay transformation new life ခုနကပြောခဲ့တယ်လို့ပဲ3 so 1လို့ပဲငွေရေးကြေးနဲ့ပတ်သက်တာအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့မှ nice of pentacle လို့မျိုးကိုအနေနဲ့ကိုယ့်ရဲ့ new life ကိုသွားခြင်းနဲ့ဒီမှာ transformation ကိုယ့်ရဲ့ဘဝကိုနောက်ထပ် changing တစ်ခုလုပ်ခြင်းနဲ့ဆိုရင်တော့ it's a good time ကိုယ့်ရဲ့ guidance message ကလည်းပြောနေပါပြီ okay transformation စဖို့အချိန်တန်ပြီ it's a good time to start your new life new adventure ပါတဲ့Okay, here are Sagittarius clarity January. Okay, 6 of Cup. ချီးမြစ်တာရဲ့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့မှဒီလလေးကကံကောင်းနေတယ်လို့ပြောလို့ရပါတယ်တဲ့ Sagittarius ကလေးတွေအနေနဲ့ကတော့စိတ်ချမ်းသာနေမယ်ခင်မွန်းရဲ့ချစ်ချင်းမြတ်တာတွေကိုရနိုင်မယ်လို့ပြောလို့ရတယ်နောက်တစ်ခုကကျတော့အခြေရေးမှာတော့ okay ခဏပြောတဲ့ချစ်ချင်းမြတ်တာတွေနဲ့ပတ်သက်ပြီးတော့မှတော့ကောင်းမွန်တယ်ဒါပေမဲ့တချို့သူလေးတွေ Sagittarius လေးနဲ့အခြေရေးမှာနှုံမကျွံသွားစေဖို့ချစ်နုံမကြုံသွားစေဖို့မြက်ကန်းတက်စေမဖြစ်စေဖို့တော့ဒီ April လလေးမှာတတိထားစေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ Sagittarius တွေကချစ်ရင်လည်းအယူမှုချစ်တတ်ကြတယ်လှုပ်ရင်လည်းတစွတ်ထိုးလှုပ်တတ်ကြတယ်ဆုံးဖြတ်ချက်တွေကိုလည်းမြန်ဟွာလှုပ်တတ်ကြတယ်ဆိုတော့အဲ့ရလေးကနေတစင်ခဏပြောတဲ့အချစ်တွေဒီ April လကကိုယ့်အတွက်အချစ်တွေကတက်ကြွနေတဲ့လမ်းဆန်းနေတဲ့ပြည့်ဖြိုးနေတဲ့အခါကျရင်ယုံကြည်မှုလွန်ကဲပြီးတော့မှအဆုံးဖြတ်တာကြီးလှုပ်လိုက်မယ်မြန်ဆန်လှုပ်လိုက်မယ်အချစ်လွန်ကျွံသွားတာမျိုးလေးတွေအမားလေးတွေတွေ့တတ်တယ်အဲ့တော့အဲ့ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့မှဒီလာလေးမှာနည်းနည်းလေးတတိထားစီခြင်းနဲ့ကောင်းလားဆိုတော့လေကောင်းပါတယ်တဲ့အဲ့တော့ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မှဒီ April လလေးမှာ Sagittarius ကလေးအနေနဲ့ကိုယ့်ရဲ့ creation ကိုအသုံးချနိုင်ရင်အသုံးချနိုင်တယ်လို့မျိုးငွေလန်းချောင်းနေမြင်ရတယ်လို့ကိုစီစဉ်ထားတဲ့ plan နေအောင်မြင်မှုတွေကိုစီကိုရောက်လာမယ်လို့ပြောလို့ရတယ်အဲ့တော့ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မှအခုကိုကလည်းလမ်းချောင်းပေါ်ရောက်နေပြီလို့ပြောလို့ရတယ်လမ်းချောင်းတစ်ခုကိုရှောက်နေတဲ့လမ်းချောင်းပေါ်လည်းရောက်နေပြီအဲ့တော့အဓိကဘာဂိုင်ဆိုင်ထားရမလဲလို့ပြောတယ်ကိုယ့်ရဲ့ own creation เนาะကိုယ့်ရဲ့ဘယ်လိုပြောမလဲသူများရှိရ idea ခိုးတာမျိုးထဲသူများရှိ idea ယူတာမျိုးတော့ကိုယ့်ရဲ့ own creation ရဲ့ပြီးတော့ကိုယ့်ရဲ့ authentic spot တကယ်ကိုယ့်ရဲ့စစ်မှန်မှုအတိုင်းတာသွားလှုပ်ဆောင်အဲ့လိုမျိုးအလုပ်ငန်းတွေကကိုယ့်အတွက်ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မှတကယ်ကိုကောင်းမွန်တဲ့အရာတွေရှိနေရလို့ပြောလို့ရတယ်ဆိုတော့ငွေကြေးနဲ့ပတ်သက်ပြီးလည်းအောင်မြင်မှုရမယ်အဆင်ပြေနိုင်မယ်လို့ပြောလို့ရပါတယ်တဲ့အလုပ်ကိုင်းလေးနဲ့ပတ်သက်ပြီးတော့မှတော့Sagittarius ကလေးအနေနဲ့ဝေဝါးနေတဲ့ပုံစံမျိုးလေးရှိတယ်လှုပ်တင်လားမလှုပ်တင်လားလှုပ်ရမလားမလှုပ်ရမလားဆိုတဲ့ဟာမျိုးလေးတွေချို့လူတွေက idea နှစ်ခုထွက်နေတာမျိုးလေးတွေနှစ်ခုနှစ်ခွရှိနေတာမျိုးအလုပ်ကလေးကဟိုအလုပ်လေးလှုပ်ရမလားဒီအလုပ်လေးလှုပ်ရမလားဆိုတဲ့ပုံစံမျိုးလေးတွေဖြစ်တတ်တယ်ဝေခွဲမရနေတဲ့ပုံစံမျိုးလေးဖြစ်တတ်တယ်အခါလေးလှုပ်နေတဲ့ကိုမဟိုလို့လို့ရမလားဒီလို့ကိုလို့ရမလားဟို opportunity ဝဲလွတ်သွားမှာဆိုသလိုဒီ opportunity ဝဲလွတ်သွားမှာဆိုသလိုနဲ့တခါလေးကျရင်အချိန်တွေ waste ဖြစ်သွားတာမျိုးလေးတွေဖြစ်တတ်ပါတယ်ဒီ April လလေးမှာတတိလေးထားစေချင်ပါတယ်အဲ့ဒါကျမကိုလည်းပြောနေသလိုပဲ Sagittarius ကျမကိုလည်းလာပြောနေသလိုပါပဲတဲ့ okay အဲ့ဒါဆိုတော့ Sagittarius အနေနဲ့ guidance message တွေကဗာလေးပေးထားလဲဆိုတဲ့အခါကျတော့ okay seed potentialကိုမဒီလမှာအခွင့်အရေးတွေအများကြီးရှိတယ်ကိုလုံနိုင်တဲ့အရာတွေအများကြီးရှိတယ်အဲ့တော့ခဏပြောတော့အောင်မြင်မှုလမ်းကြောင်းတွေလည်းရှိတယ်လမ်းကြောင်းပေါ်လည်းရောက်နေတယ်ခုနပြောတဲ့စိတ်နှစ်ခွဖြစ်နေရမျိုးတွေကိုတစုစီပြီးတော့မှဆုံးဖြတ်ချက်တစ်ခုကိုတည်တည်ချာချာခိုင်မာမာချပြီးတော့မှ
ကိုယ့်ရဲ့ဘဝတလန်အတွက်မျိုးစေ့ကိုတေချာချဖို့လိုအပ်တယ်လို့ကျမတို့ကိုလာပြောနေတယ်လို့ပါပဲဒါကတော့ Sagittarius အတွက်ပါအဲ့တော့အခု Holly ကတော့fire energy လေးအတွက် April လအတွက် January reading လေးဖြစ်ပါတယ်ဆိုတော့တိုက်ဆိုင်မှုရှိမှယူပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်